အားလုံးမင်္ဂလာပါပထမဆုံးအနေနဲ့ကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်နာမည်ကတော့ဦးစာနီတင်ပါကျွန်တော်ကတော့ဒီ SANS နဲ့ပတ်သက်တဲ့တင်တဲ့ကြောင်းကိုတောင်ကြီးကိုပေါ့နော်ကျွန်တော်တီထောင်တဲ့လူဖြစ်ပါတယ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့အကြောင်းအရာလေးကျွန်တော်မိတ်ဆက်ပေးရင်ကျွန်တော်တို့ကဒီကွန်ပျူတာနဲ့ပတ်သက်တဲ့တင်တဲ့ကြောင်းကိုကျွန်တော်ဒီတောင်ကြီးမြို့မှာစတင်ခဲ့ရတော့မဟုတ်ဘူးကျွန်တော်စတင်ခဲ့ရတော့တန်လင်းမြို့မှာကျွန်တော်စတင်ခဲ့တာ22နှစ်ရှိသွားပါပြီအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကတောင်ကြီးမှာ2019ရက်နေပြီးတော့တောင်ကြီးမှာ SANS တောင်ကြီးဆိုပြီးကျွန်တော်တို့စတင်ကျွန်တော်တို့ဖွင့်လှစ်ခဲ့တာဖြစ်တယ်ကျွန်တော်တင်တဲ့ကြောင်းမှာအဓိကအချက်က3ချက်ပေါ့နော်ထူးခြားချက်ရှိပါတယ်တစ်ချက်ကတော့ကျွန်တော်ဒီတင်တဲ့ကြောင်းမှာတက်ရောက်တဲ့ကျောင်းသားကျောင်းသူတွေကိုတင်ကြားတဲ့တင်ယုံညွန်းတဲ့အားလုံးဟာနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ပေါ့နော် Microsoft ကနေပြီးတော့တခြား company တွေကနေပြီးနိုင်ငံတကာနဲ့ပတ်သက်တင်ယုံညွန်းတဲ့အတိုင်းကိုကျွန်တော်တို့တင်ကြားတာဖြစ်တယ်ဒါထူးခြားချက်နံပါတ်1နံပါတ်2ချက်ကတော့ကျွန်တော်တင်တန်းပြီးသွားရင်တင်တန်းဆက်လက်မှတ်ကိုကျွန်တော်ရဲ့လက်မှတ်နဲ့ကျွန်တော်ပေးတာဖြစ်တယ်ကျွန်တော်ရဲ့လက်မှတ်ကဒီ Microsoft Certified Trainer နော် MCT အတိအမှတ်ပြုထားတဲ့ကျွန်တော်လက်မှတ်ပါတယ်ပြီးတော့ Microsoft နဲ့ပတ်သက်ပြီး MVP ဆိုရဲကျွန်တော်ရထားတဲ့ award ပေါ့နော်အဲ့လက်မှတ်လေးကိုကျွန်တော်တစ်စိတ်လေးကျွန်တော်လုပ်ထားပြီးတော့တင်တဲ့အကြောင်းမှာကျွန်တော်တင်တဲ့တရားတွေပြီးချင်းမြင်တာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့နံပါတ်3ကတော့ဒီတင်တန်းမှာတင်ကြားနေတဲ့ဒီဆက်ဆံမတွေပြီးတော့တင်ကြားနေတဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်ပြင်ဆင်တဲ့နေရာမှာအကြောင်းသားတွေ flexible ပေါ့နော်အကြောင်းသားတွေလိုက်ရုံကြီးဆိုတော့ဖြစ်အောင် data နဲ့ကိုက်ညီအောင်ကျွန်တော်ဒါလေးကိုအရင်နဲ့ပြင်ဆင်ပြီးတော့တင်ကြားတာဖြစ်ပါတယ်တင်တန်းကြောင်းတက်ရောက်ဖို့တော့ကျွန်တော်အနေနဲ့ဖိတ်ခေါ်တယ်နောက်ပိုင်းမှာလည်းကျွန်တော် data ဖွံ့ဖြိုးရေးကျွန်တော်လည်းဆက်ပြီးတော့လုပ်ဆောင်သွားမှာဖြစ်ပါတယ်တက်ရောက်တဲ့လူတယောက်ချင်းကိုကျေးဇူးတင်ပါတယ်မတက်ရတဲ့လူတွေလည်းကျွန်တော်အနေနဲ့တက်ရောက်ဖို့တော့ဖိတ်ခေါ်ပြီးပါတယ်ကျေးဇူးတင်ပါတယ်